Practice Text ရဲ့ section တစ်ခုဖြစ်တဲ့ Reading Task နဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ဒီ section မှာဆိုရင် General and Academic IELTS Reading နဲ့ပတ်သက်တဲ့ overview အကြောင်းအရာတွေအခြေခံကြပြီးအသုံးဝင်တဲ့ Reading Strategy တွေအပြင်ကို Reading Practice ကိုပါထည့်သွင်းလေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့မှာတော့ Reading Task အတွက် Computer Delivery Task မှာဖြည့်ဆို့ပုံလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့ Cherry တူတူ IELTS Reading Overview နဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။အကယ်၍များအသင် IELTS General Training Task ကိုဖြည့်ဆို့မယ်ဆိုလို့ရှိရင် Section 3 ခုပါဝင်မှာဖြစ်ပါတယ်။ Section 1 ကို Social Survival လို့ခေါ်ပြီးတော့ Social Situation တွေနဲ့ပတ်သက်တဲ့ a couple of short tasks တွေကိုဖတ်ရမှာဖြစ်ပါတယ်။ Part 2 မှာဆိုလို့ရှိရင်တော့ Workplace Survival Part 3 မှာဆိုရင်တော့ Magazine Journal Article တွေအဲ့လိုမျိုးတစ်ခုခုကနေပြီးတော့ extra တောင်းလုပ်ထားတဲ့စာပိုက်ရှည်တစ်ခုကိုဖတ်ရမှာဖြစ်ပါတယ်။ Section 1, Section 2, Section 3 အတွက် question ကို40ခု40ဖြည့်ဆိုရမှာဖြစ်ပြီးတော့သတ်မှတ်ထားတဲ့60 minutes 1 hour အတွင်းမှာဖြည့်ဆိုရမှာဖြစ်ပါတယ်။ Academic Reading Task အတွက်ဆိုရင်တော့ long test 3ခုကိုဖတ်ပေးရမှာဖြစ်ပြီးတော့ task တစ်ခုစီအတွက်စလုံးတွေကခန့်မှန်းခြေ700 to 1000 900ကနေ1000ကြားရှိတဲ့စာပိုက်ရှည်တွေကိုဖတ်ရမှာဖြစ်ပါတယ်။သူလည်းပဲ question အခု40ကိုသတ်မှတ်ချိန်တစ်နာရီအတွင်းမှာဖြည့်ဆိုရမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီနေ့ sample အနေနဲ့ practice လုပ်မဲ့ reading task တွေကိုကြည့်ကြည့်ရအောင်။ဒီပေးထားတဲ့စာပိုက်ဟာဆိုလို့ရှိရင်တကယ် academic task ဒါမှမဟုတ်လို့ရှိရင် general training ရဲ့ဖတ်သမီးရဲ့ actual task lunch task နိုင်ရှင်လို့ရှိရင်တော့အနည်းငယ်တော့တိုးနေပါလိမ့်မယ်။ဒါပေမဲ့ contact တွေအနေနဲ့ကတော့အတူတူပဲဖြစ်ပါတယ်။ဒါဆိုရင်ဘယ်လိုမေးခွန်းလေးတွေမေးထားလဲဆိုတာလေးတွေကိုအတူတူပါကြည့်ရအောင်။ So ဒီရှင်းအနေနဲ့ question လေးတွေကိုရှင်းပြတဲ့အခါမှာသင်တန်းသားသင်တန်းသူတို့နဲ့ရင်းနှီးပြီးသားဖြစ်တဲ့ paper delivered version ကိုတင်ပြသွားပြီမယ်။နောက်ပြီးတော့မှဒီချက်က computer delivered version ကဘယ်လိုဆိုတာလေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ Okay ဒါဆိုရင် first of all question 1 to 7လေးကိုဒီလေ့လာကြည့်အောင်။ဒီမေးခွန်းရဲ့ instruction တွေကတော့ပေးထားတဲ့ information ဒီ 1 to 7ပေါ့နော်ဒီပေးထားတဲ့ information 1 to 7အတွက်ကိုအဖြစ်မှန် letter A to E ရွေးပေးရမှာဖြစ်ပါတယ်ပြီးသွားတဲ့အခါမှာတချို့ letter တွေဟာဆိုလို့ရှိရင် one letter per answer ပေါ့နော်ဆိုတော့သူကတချို့ answer တွေက more than one ဆိုပြီးဒီမှာပြောထားပါတယ် you can choose more than once ဆိုလိုချင်တာကတချို့ answer တွေဒီ number 1က paragraph A မှာပါပြီးသားမဟုတ်နောက်ထပ် A မှာမပါတော့ဘူးမရှိဘူး A ကဟာရ for example 1ကလည်း paragraph A ကဖြစ်နိုင်တယ်လို့4ကလည်း paragraph A ကဖြစ်နိုင်ပါလေဆိုတော့အဲ့ဒါလေးတစ်ချက်ချင်းသတိပေးချင်ပါတယ်နောက်ပြီးတဲ့အခါမှာ paper test ကိုဖြေမဲ့သူတွေဆိုလို့ရှိရင်ပေးထားတဲ့ information တွေကဘယ် paragraph မှာပါတာလဲ A to E letter ပဲရေးပေးရပါပြီ for example 1 E 2 B like the kind of things အဲ့လိုမျိုးလေး letter တွေပဲရေးပေးရပါပြီanswer တစ်ခုကို more than once သုံးလို့ရတယ်ဆိုတဲ့ဟာကိုသတိပြုရမှာဖြစ်ပါတယ်။ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင် letter တစ်ခုက answer တစ်ခုအတွက်ဆိုတာကိုသတိပြုရပါမယ်။ဥပမာ number 1က paragraph A မှာလည်းပါတယ် paragraph C မှာလည်းပါတယ်အဲ့လိုမျိုးမရှိပါဘူး။1 A ဆို A C ဆို C တစ်ခုပဲဖြစ်မှာဖြစ်ပါတယ်။ဆိုတော့ဒီလိုမျိုးမေးခွန်းပုံစံကိုကျေဝါဘာလို့ခေါ်လဲဆိုလို့ရှိရင် we call it that match information ကိုကျေဝါသုံးတာဖြစ်ပါတယ်။အဲ့တော့ information တွေကို matching တွဲပေးရတဲ့ exercise မျိုးဖြစ်ပါတယ်။ဒါဆိုရင် computer deliver version ဆိုရင်တော့ဘယ်လိုဖြေရမလဲဆိုတာလေးကိုဒီနေ့တူလေ့လာကြည့်ကြရအောင်။ so ဒီမှာဆိုလို့ရှိရင်သူကကြတော့မေးခွန်းတွေကို table ပုံစံနဲ့မေးထားတာလေးကိုတွေ့ရမှာဖြစ်ပါတယ်။ပေးထားတဲ့ information တွေကို paragraph ထဲမှာတွေ့ရင် for example a contrast between different types of computer generated for example ဒီ information နဲ့ပတ်သက်တာကို paragraph D မှာတွေ့ရင် column B လေးမှာလာပြီး tick ချစ်ပေးလိုက်ရုံပဲဖြစ်ပါတယ်။ So paper based နဲ့နိုင်ရှိရင်တော့ computer delivery is like a very easy to do so ပေါ့ဒါပေမဲ့နှစ်ခုလုံးကကျွန်တော်ဒီ reading ဟာအတွက်မေးတဲ့ question type ကို first one ကဒီချက်က paper delivery version ကိုပြထားတာဖြစ်ပြီးတော့ second one ကတော့ computer delivery test အတွက်ဘယ်လိုလေးမေးရဆိုတာကိုဒီလိုပြထားပေးတာဖြစ်ပါတယ်ဒါဆိုရင် question 8 to 10လေးကိုတစ်ချက်လောက်ကြည့်ရအောင် yes ဆိုတော့သူကကြတော့လေ instruction မှာပြပြထားတာကမေခွန်းတရားကို instruction ပေါ့နော်ဆိုတော့ instruction မှာပြပြထားတာကပေးထားတဲ့ statement တွေကိုဖော်ပြပါလူနာမည်တွေနဲ့ matching တွဲပေးရမှာဖြစ်ပါတယ်ဥပမာ question 8အတွက်ဆိုလို့ရှိရင် develop သူမေးထားတာက question 8အတွက်ဆိုရင် develop algorithm
so used to make most of the recent AI art ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဥပမာ for example A Haruo Kohana B Iron Godwalla စသဖြင့်ရွေးချယ်ပေးရမှာဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုး question type ကိုချဲကဘာလို့ခေါ်လဲဆိုလို့ရှိရင် match features လို့ခေါ်တာဖြစ်ပါတယ် okay so ဒီလိုမျိုး question ကဘာလဲဆိုပေးထားတဲ့ information နဲ့ပေးထားတဲ့ဒီကဘယ်သူကဒါကိုလုပ်တာလဲဆိုတဲ့ဟာမျိုး who does it ပေါ့ဒါမျိုးကိုကျွန်တော်ကြည့်ရအောင်ဖြစ်တဲ့အတွက်ဒါမျိုး information ကိုကျွန်တော်ဘာလို့ခေါ်လဲဆိုရင် match features information လို့ခေါ်တာဖြစ်ပါတယ် computer delivered version ဆိုရင်ဘယ်လိုလေးမေးမလဲသူရဲ့ပုံစံကအရှိမပြောခဲ့တဲ့ဒီ match information မေးခွန်းပုံစံလိုပဲ table version နဲ့ပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ် so question 8အတွက် information က A to D person A to D တွေကဘယ်သူဖြစ်မလဲဥပမာ person B ဖြစ်တဲ့ Iron Goodfellow ကလုပ်တယ်ဆိုရင်ဒီ column B မှာ tick လာချစ်ပြီးရုံပဲဖြစ်ပါတယ် okay so သူက correct answer မှာဘယ်သူက refer လုပ်တာလဲ okay ဒီ statement တွေကိုဘယ်သူက refer လုပ်တာလဲဆိုတဲ့ဟာကိုလိုက်ရှာပြီးတော့အဖြေမှန်မှာအဖြေမှန် box လေးမှာကျတော့ click လာနှိပ်ပြီးရုံပဲဖြစ်ပါတယ်ဒါဆိုရင်နောက်ဆုံးဖြစ်တဲ့ question 11 12 question 11 12မှာကကြာသူကကျတော့ပေးထားတဲ့ statement မှာလိုအပ်တဲ့အဖြေကို passage ထဲကနေမှရွေးထုတ်ပြီးတော့ဖြည့်ပေးရမှာဖြစ်ပါတယ်ဒါပေမဲ့သူကဒီမှာ word limitation တွေတခုရှိပါတယ် no more than 2 word ကိုကဖြည့်တဲ့အခါမှာဒီထဲမှာစလုံးနှလုံးထပ်ပို့လို့ဖြည့်လို့မရပါဘူးဒီလိုမျိုး question type ကိုတော့ကျွန်တော်ဘာလို့ခေါ်လဲဆိုလို့ရှိရင် sentence completion လို့ကျွန်တော်ခေါ်တာဖြစ်ပါတယ်ဆိုတော့ဒီ question type မှာကြတော့ paper delivered version မှာကော computer delivered version မှာကောဖြည့်ရမယ့်ပုံစံကအတူတူပဲဖြစ်ပါတယ် IELTS reading super strategy ဒါကတော့သင်္ကန်းသင်္ကန်းတွေကိုလေ့ကျင့်ပူခဲ့တဲ့ tips and strategy တွေနဲ့လုံးဝတူညီမှာမဟုတ်ပါဘူး reading techniques တွေဖြစ်တဲ့ skimming scanning တွေနဲ့လေ့ကျင့်ရမယ်မဟုတ်တော့ဘဲနဲ့ပုံမှန်သမယိုးကျ reading technique တွေနဲ့တူညီမှာမဟုတ်ဘူးဒါပေမဲ့အရင်က time saving ဖြစ်စေမဲ့ effective strategy နဲ့အခြေကမိတ်ဆက်ပေးမှာဖြစ်ပါတယ် first of all ဘာလို့သွားမလဲဆိုရင် question 1 to 7 match information အတွက်ကို yes answer တွေကို passage မှာသွားရှာနေတဲ့အခါမှာကျတော့ skimming scanning နဲ့ရှာနေမယ်ဆိုလို့ရှိရင်the time span will be too long ပေါ့အချိန်အရင်ကြာသွားလိမ့်မယ်ဥပမာ question 1မှာဆိုရင်ကျွန်တော် main keywords တွေရှိရ what are they ဒီမှာဆိုသူပြောထားတာက contrast ဆိုတဲ့ information ရှိရ different types ဆိုတဲ့ information ရှိရ and then ပြီးသွားတဲ့အခါမှာ computer generated art ဆိုပြီးတော့ main keywords တွေသူပေးထားတာတွေရှိပါမယ်ဆိုတော့အဲ့အကြောင်းအရာလေးတွေကိုမေးထားတာဖြစ်တဲ့အတွက် passage တွေကဘယ် paragraph မှာဒီမေးခွန်းအတွက်အဖြေပါနိုင်လဲဆိုဒါပေမဲ့ဒီချက်ကဒီ statement ရဲ့ information တွေကို focus ထားလိုက်ရှာမှာမဟုတ်တော့ဘူး question to task ဆိုလို့ရှိရင် question မေးခွန်းဖတ်ပြီးတော့မှအဖြေသွားရှာမယ် task မှာအဖြေရှာမယ်ဆိုလို့ရှိရင်အချိန်ကြန့်ကြာမှာဆိုတဲ့အတွက်ကြောင့်မို့လို့ဒီချက်တွေကဒီတစ်ခေါက်မှာဘယ်လိုလေးပြန်ပြောင်းလဲဆိုလို့ရှိရင် task to question ဆိုပြီး version လေးပြောင်းပြီးပြန်နေကြည့်တယ်ပုံမှန်အဖြစ်ဒီချက်ကိုအရင်လုံးလေးရှိတာကမေးခွန်းကို passage ဒီတစ်ခုလုံးကိုနားလည်အောင်ဖတ်ပြီးတော့ question လေးလာဖတ် question ဖတ်ပြီးတော့ဒီ passage ထဲမှာပြန်ပြီးဒီ information ကဒီ paragraph ထဲမှာရှိရဲ့အဲ့တော့သဲတံပြန်လိုက်ရှာတယ်အဲ့လိုလေးရှာတာဒီတစ်ခေါက်မှာကျေဝ version ပြန်ပြောင်းပါမယ် task လို့ခေါ်တဲ့ reading passage ကိုဖတ်မယ်ဖတ်ပြီးသွားတော့မှကျေဝ question ကိုသွားမယ်ဒါပေမဲ့ reading passage ကိုဖတ်တဲ့အခါမှာ paragraph to paragraph သွားပါမယ် paragraph A အတွက်တစ်ခါဖတ်မယ် question တစ်ခါဖတ်မယ် paragraph B အတွက်တစ်ခါဖတ်မယ် question တစ်ခါဖတ်မယ်အဲ့လိုမျိုးနဲ့သွားမှာဖြစ်ပါတယ်ဒါဆိုရင် first few paragraph အတွက်ကိုချိန်နဲ့တူတူလေးကျင့်ကြည့်ရအောင်ဒါဆိုရင် paragraph A ကိုတူတူလေးကျင့်ကြည့်ရအောင်ဆိုတော့ left side မှာကကျတော့ဘယ်ဘက်အချမ်းမှာကကျတော့ paragraph A အကြောင်းအရာကိုရှင်းပြထားတာဖြစ်ပြီးတော့ right side မှာက question 1 to 7ကိုပြပြထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီဘက်မှာဆိုလို့ရှိရင်ဒါက question တွေဒီဘက်မှာက passage paragraph ကိုပေးထားတာဖြစ်တယ်ခုတချို့ရဲ့ fully attention ကဘယ်သူ့ကိုထားမှာလဲ passage ကိုအရင်ဖတ်မှာဖြစ်တဲ့အတွက် task ကိုအရင်ဖတ်မှာဖြစ်တဲ့အတွက် paragraph A မှာအရင်ဆုံး attention လေးကိုသိချထားပါမယ်paper based ဖြည့်ရလူတွေကြတော့ underline တာမျိုးတွေ scribble note လုပ်တာမျိုးတွေရေးပြီးတော့ notes ထုတ်လို့ရတယ်ဒါပေမဲ့ computer deliver ဖြည့်ရလူကြတော့ highlight function သုံးပြီးတော့ဖတ်ကြည့်ကြဖို့အကြံပေးလိုပါတယ်ဒါဆိုရင်လည်းတူတူစာလေးဖတ်ကြည့်ကြရအောင် which AI becoming incorporated into more aspects of everyday living from writing to driving is only natural that artists would also start to experiment with artificial intelligence. Indeed, British auction house Christie's just sold its first piece of AI art, a blood-faced titled Portrait of Edmund Burling, for $43250. The event led many to question whether the final project can
truly be considered a piece of art if artificial intelligence is used to create images? And if so, given that the creative process still requires the input of an artist, at what point do they relinquish credit to the machine? So we will be able toဒါဆိုရင်ကျွန်တော် passage ကိုဖတ်ပြီးသွားပြီဆိုရင်တစ်ခါဖတ်လို့ပြီးသွားပြီဆိုရင်ပြန်ဖတ်ဖို့မတွေ့တော့ပါဘူးဘယ်သူ့ကိုသွားမှာလဲ question go directly to the question အဲ့တော့မေးခွန်းမှာပါတဲ့ information တွေကို jump around လုပ်ပြီးဖတ်ကြည့်ကြဖို့ဒီချက်ကအကြံပြုလိုပါတယ်မေးထားတဲ့ question က matching information ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေးထားတဲ့ question 1 to 7 statement တွေကဘယ် information တွေက paragraph A ထဲမှာပါလဲဆိုတာကိုရှာကြည့်ကြပါအောင်Number 1 မှာဆိုရင် question 1မှာဆိုရင် a contrast between different types of computer generated art ဆိုတော့ဖတ်ခဲ့တဲ့ paragraph A မှာ art နဲ့ပတ်သက်တာလည်းတွေ့ခဲ့သလို AI နဲ့ပတ်သက်တဲ့ information တွေလည်းတွေ့ခဲ့တယ်ဒါပေမဲ့ contrast ဆိုတဲ့ information မျိုးကိုတော့မတွေ့ခဲ့ဘူးဆိုတော့အခုလိုဖတ်ကြည့်ရဲ့အခါမှာသတိထားမိတဲ့အချက်က paragraph A တို့ B တို့စစအောင် first two paragraph ပေါ့ okay first two paragraph အတွက်စာဖတ်ချိန်ဒီတခြား paragraph တွေဖတ်တဲ့စာဖတ်ချိန်ထက်ပိုပြီးကြာနိုင်တာကိုသတိထားမိမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ theory က question တွေကိုမဖတ်ရသေးဘူး test ကဘာအကြောင်းအရာတွေပါတယ်ဆိုတာကို idea မရသေးဘူးဆိုတော့ဒါပေမဲ့အဲ့လို paragraph A and B မှာ invest time လေးလုပ်ပြီးတော့အချိန်လေးနည်းနည်းပေးပြီးသင်ချာဖတ်မယ်ဆိုရင် paragraph D တွေ E တွေရောက်လာတဲ့အခါမှာတနန်းသူတို့အနေနဲ့ဒီမေးခွန်းတွေကို memorize ဖြစ်လာနိုင်အောင်မကဘူးစာဖတ်နှုန်းကိုလည်း speed up လုပ်လာနိုင်မှာဖြစ်ပါတယ် Okay ဒါဆိုရင်လည်းဆက်လက်လာကြည့်အောင် question number 2 a reference to an unintended outcome ဆိုတော့ဒီမှာဆိုလို့ရှိရင် paragraph A မှာ intended outcome နဲ့ပတ်သက်ပြီးပြောထားတာကိုမတွေ့တော့ skip ကြော်လိုက်ပါမယ် number 3မှာ example of factors that create impressive art ဆိုတော့ number 3ကဒီအကြောင်းရ number 4ကကြတော့ the way a particular artwork was created now paragraph 5 example of AI in other areas of daily life other areas of daily life နဲ့တူတဲ့ synonym ဖြစ်တဲ့ everyday living ဆိုတဲ့ words တွေကိုကျွန်တော်ဒီမှာရှာတွေ့ထားပါတယ်ဆိုတော့ဒီမှာသူဘယ်လိုလေးပြောထားလဲကျွန်တော်တစ်ချက်လောက်ကြည့်ကြည့်ရအောင်ဆိုတော့ paragraph A ရဲ့ first sentence မှာဖော်ပြထားတဲ့ဒီ information လေးရ okay so according to this information yes okay so ဒီပိုင်းမှာဆိုရင် example of AI in other areas of daily life အကြောင်းအရာကိုဖော်ပြထားတယ်ဒါကြောင့်မလို့ဒီလိုဒီဘာလုပ်ရမလဲဆိုလို့ရှိရင် we can take number 5 အတွက်ဆိုရင် paragraph မှာတွေ့ရ paragraph A ဆိုရင် paragraph A မှာချက်ဘာလုပ်လိုက်ရမလဲ tick ချက်လိုက်ရမှာပဲ okay ဆိုတော့ဒါဆိုရင်တစ်ခုပြီးသွားပြီဖြစ်ပါတယ်ဆိုတော့ဒီတစ်ခုထပ်ပြီးပေးချင်တာက information တစ်ပိုင်းတစ်စလေးပဲရှာတွေ့ထားတာပဲစကားတာကိုရက်လိုက်မယ်လုံးလို့မရပါဘူးเนาะဒါက matching heading မဟုတ်ပါဘူးဒီထဲမှာအဖြေက2ခု3ခုပါနိုင်တာကိုသတိပြုပါဒါဆိုလို့ရှိရင်ဒီနေ့တို့မိကုန်းလေးဆက်ပြီးဖတ်ကြည့်ကြအောင်เนาะ so another point ကသူကဘာလေးပြောလဲဆိုရင် the reaction of some of the sale of an artwork so ဒီကြောင့်လည်းပတ်သက်ပြီး paragraph A မှာကသူပြောပြထားတဲ့ဟာလေးကဘာလေးရှိလဲဆိုလို့ရှိရင် yes so ဒီမှာဆိုရင် paragraph A ထဲမှာဒီမှာပြောထားပါတယ် they even led many to question whether the final product can truly be considered a piece of art if artificial intelligence is used to create images ဆိုပြီးပြောထားတဲ့အကြောင်းအရာလေးရှိပါတယ်ဆိုတော့ဒီအချက်ဟာဆိုလို့ရှိရင် reaction of some people လူအချို့ကဒီ AI art ပေါ့ဒီ art ပေါ်မှာထားတဲ့ reaction တွေနဲ့ပတ်သက်ပြီးတော့ပြထားတာလေးဖြစ်တဲ့အတွက်ကြောင့်ရှင်းပြထားတာလေးကိုတွေ့ရမှာဖြစ်တယ်ဒါဆိုလို့ရှိရင်ခြေက question 6အတွက်ဆိုလို့ရှိရင်သူက passage A မှာပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခြေကဒီ number A မှာ tick လာချစ်ပေးရမှာဖြစ်ပါတယ် column A မှာပေါ့နော် question 6က column A မှာ paragraph A မှာပါတယ်ဆိုတော့ column A မှာ tick လာချစ်ပေးရမှာဖြစ်ပါတယ် the last one ကသူကဘာလေးပြောထားလဲဆိုရင် a definition of algorithm art algorithm art ဆိုပြီးပြောထားတယ်ဒါပေမဲ့ဒီကြောင်းကနေပတ်သက်ပြီးချုပ်ဒီ paragraph A ထဲမှာမပါတဲ့အတွက် just skip it okay ဒါဆိုလို့ရှိရင် question 1 to 7အတွက် paragraph A နဲ့ပတ်သက်တဲ့ answer က altogether 2ရှာတွေ့ထားတာဖြစ်ပါတယ်ဒါပေမဲ့ကျန်တဲ့ exercise တွေရဲ့အဖြေတွေမှာလည်းရှာကြည့်ရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော် next question set လေးကိုချက်လောက်သွားကြည့်အောင်နော်question number 8 to 10အတွက်က match features တွေဖြစ်တာမို့လို့ဒီမှာပထမဦးဆုံးအနေနဲ့ခြေကဘာလေးလောက်ကမှလဲဆိုလို့ရှိရင်လူလေးရ
okay လူလေးယောက်နာမည်ကို focus ထားပြီးတော့ paragraph A မှာပါသလားဆိုတာကိုတူရှာကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ဖော်ပြထားတဲ့လူနာမည်တွေက paragraph မှာမပါတော့ဖြည့်စရာမလိုဒါအပြင်ကျန်တဲ့ exercise ကလည်း no completion question type မှာဆိုရင် answer ကအစီအစဉ်အလိုက်လာတာမို့ question 11ကိုဖတ်ကြည့်လိုက်တဲ့အခါမှာအဖြေက paragraph A မှာပါမပါဘူးဒီ question 11မှာအဖြေမပါဘူးဆိုရင် question 12တော့ဆက်ဖတ်စရာမလိုတော့ပါဘူး so question 11မှာက in a generative adversarial network so generated adversarial network ရဲ့အကြောင်းအရာကဒီ paragraph မှာရှင်းထားတာမရှိရတော့ okay so we don't have to read anymore ဒါဆိုလို့ရှိရင် Jerry paragraph A အတွက်ဒီကျန်တဲ့ exercise question 1 to 12တော့ exercise တွေပြီးသွားပြီဖြစ်ပါတယ်ချက်တခုသတိပေးချင်တာလေ paragraph ကိုတစ်ခေါက်တည်းနဲ့သေချာနားလည်နိုင်အောင်ဖတ်နိုင်မယ်ဆိုလို့ရှိရင်စာပိုက်ကိုပြန်ကြည့်ဖို့လိုမှာမဟုတ်ပါဘူး okay ဒါဆိုရင် paragraph B ကိုသွားမယ်ပြီးတော့ရင် paragraph A မှာရှေ့ကို exercise လုပ်ခဲ့တယ်လို့ပဲ paragraph B လေးကိုတူလေးကြည့်ကြည့်အောင် so here is that okay paragraph B အတွက်ကိုဒီမှာဘယ်လိုလေးလုပ်စေချင်လဲဆိုရင် video လေးကို pause လုပ်ပြီးတော့ကိုယ့်ကိုယ်လေးအရင်လေးဖြည့်ကြည့်ပါဖြည့်ကြည့်ပြီးတော့မှဒီချက်နဲ့တူတူဒီချက် answer ကိုတူတူပြန်ပြီး check လုပ်ကြည့်ပါ okay ဆိုတော့ချက်သတိထပ်ပေးပါမယ် task first question second task ကိုအရင်ဖတ်ပါပြီးတော့မှ question ကိုဖတ်ပါ okay so good luck okay ဒါဆိုလို့ရှိရင်ဒီချက်နဲ့တူတူ paragraph လေးကိုတူတူလေးဖတ်ကြည့်ကြအောင် okay so paragraph B မှာဘာကြောင့်ညာလေးပြောထားလဲဒီနေ့တူကြည့်အောင်ဆိုတော့over the last 50 years, several artists have written computer programs to generate art, also known as algorithmic art. It requires the artist to write detailed code with an actual visual outcome in mind. One of the earliest practitioners of this form is Haru Cohen, who wrote the program Aaron to produce drawings that follow a set of rules. Cohen had created ဆိုပြီးပြောထားတာရှိပါမယ်။ဒါဆိုရင် Cherry paragraph B လေးကိုဖတ်ကြည့်လိုက်တဲ့အခါမှာ what we notice is that ဆောနာက question ထဲမှာသတိထားမိတာက algorithmic art ဆိုတဲ့အကြောင်းအရာလေးပြောထားတယ်ဒီလိုသတိထားမိရဲ့။နောက်တစ်ခုကလူနာမည်ဖြစ်တဲ့ Haru Cohen ဆိုတဲ့လူအကြောင်းလေးကိုပြောထားတယ်ကိုတွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်ပြီးထားတဲ့မှာကျတော့မေကွန်းတွေကိုတစ်ခါတော့ထပ်ဖတ်ပြီးတော့အဖြေလေးလိုက်ရှာကြည့်ကြရအောင်။ So question number 7 မှာ a definition of algorithmic art ဆိုပြီးသူပြောထားပါတယ်။အဲ့တော့အဖြေက paragraph B မှာသူပြောထားပါတယ်။ဘာလေးလဲဆိုတော့ several artists have written computer program to generate art also known as algorithmic art ဆိုပြီးသူပြောထားတာဖြစ်ပါတယ်။အဲ့တော့ question number 7အတွက်အဖြေက paragraph B မှာပါတယ်ဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့ချေလို့ဒီမှာဆို paragraph B မှာမလာလုပ်လိုက်ရုံပဲတစ်လေးချစ်ပေးလိုက်ရုံပဲဖြစ်ပါတယ် okay ဆိုတော့နောက်တစ်ခုကကြတော့ next question အတွက်ကျွန်တော် next question အတွက်ဆိုလို့ရှိရင်ကျွန်တော်ကြည့်ကြည့်ရအောင် so next question အတွက်ကြတော့ကျွန်တော် question 8 to 10အတွက်လေးကိုကျွန်တော်သွားကြည့်အောင် okay so question number 8 to 10အတွက်မှာကျွန်တော်တွေ့ထားတဲ့လူနာမည်တစ်ခုရှိပါတယ်သူလေးပါလေလေးကို Cohen ဆိုတော့ Haru Cohen ဆိုတဲ့လူနာမည်အကြောင်းလေးကိုကျွန်တော်တွေ့ထားဖြစ်ပါတယ် one of the earliest practitioner of this form is Haru Cohen, who wrote the program Aaron to produce the drawing. So we are going to have So let's go through question 8 to 10. So question number 8 to 10 go So question number okay. So question number 8 to 10 ကိုကြည့်လိုက်တဲ့အခါမှာဆိုရင် number question 10လေးမှာကျွန်တော်ဒီမှာသူပြောထားတဲ့ point လေးချက်လောက်ကြည့်အောင်ဆိုတော့ question number 10မှာဆိုရင် develop a computer program to create art ဆိုပြီးသူပြောထားပါတယ် according to his vision ဆိုပြီးပြောထားပါတယ် paragraph B မှာကသူကဒီမှာပြောထားတာက who wrote the program Aaron to produce drawing ဆိုပြီးသူပြောထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကဒီမှာဘာကြောင့်ရလဲပြောထားလဲဆိုရင်ဒီကောင်က Haru Cohen လုပ်ပါတယ်ဆိုတဲ့အကြောင်းအရာကိုပြောထားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီဘယ်သူ column မှာချက်ရမလဲဆိုရင် Haru Cohen က column A ဖြစ်တဲ့အတွက်ကျွန်တော် column A မှာပါလာလို့ပို့လို့ပါမယ် tick ချစ်ပေးလိုက်ရုံပဲဖြစ်ပါတယ် okay so question 11 and 12အတွက်ဖြစ်တဲ့ generated adversarial network အကြောင်းလေး paragraph B ထဲမှာမပါသေးတဲ့အတွက် just skip it just ignore that part is that okay for you ဒါဆိုရင်ဒီချိန်နဲ့တူတူကျန်ရှိနေသေးတဲ့ exercise တွေကို try ကြည့်ရအောင် so okay so ဒါဆိုရင်လိုအပ်မယ်ဆိုလို့ရှိရင် video ကို pause လုပ်ထားပါဒီချိန်နဲ့တူတူ paragraph C okay paragraph C D E ဆိုပြီးတော့ကျန်ပါလိမ့်မယ်ဆိုအခုပထမဆုံးကျွန်တော် focus က paragraph C ကိုအရင် practice လုပ်ကြည့်အောင်ဆိုတော့ what I would like you to do is that
read the task on your own paragraph C လေးကိုပေါ့ကိုဖတ်ကြည့်ပါ so left side ဘယ်ဘက်ခြမ်းမှာကျက paragraph C text ကိုပေးထားပါတယ် right side မှာ question number 1 to 7ကိုပေးထားပါတယ် paragraph A and B ကိုကျွန်တော်တို့ practice လုပ်ခဲ့ပြီးပါပြီ so paragraph C လေးကိုဖတ်ကြည့်ပြီးတော့ခုမှတော့ကိုရသလောက်လေးဖြည့်ကြည့်ရအောင် okay so now let's check it together so question number 1မှာသူပြောထားတဲ့ point လေးက contrast ဆိုတဲ့အကြောင်းအရာလေးပြောထားတယ်ဆိုတော့ဒီအကြောင်းအရာကို paragraph C ရဲ့ here you go second sentence လေးမှာသူကဘာလေးပြောထားလဲဆိုတော့တဲ့ artists create algorithm not to follow a set of rules but to learn specific aesthetic by analyzing thousands of images ဆိုပြီးသူပြောထားတယ်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာပြောထားတာက other type of computer generated art အကြောင်းဆိုတော့other type of computer generated art ဆိုတော့သူတို့နှစ်ခုရဲ့ဘာကိုပြောနေတာ contrast opposite ဟာလေးကိုပြောနေတာဒါဆိုသူနဲ့ပတ်သက်တဲ့ information က question number 1အတွက်ချုပ်ဘယ် column မှာအမှတ်ချစ်ပေးရမယ်ဆိုရင် paragraph ဘယ်သူမှာပါတာပါ C မှာဒါဆိုချုပ်ဘယ် column လေးမှာလာတစ်ချစ်မှာ C မှာတစ်ချစ်မှာ okay ဆိုတော့နောက်တစ်ခု exercise တွေက question number 2 a reference to an unintended outcome ဒါပေမဲ့ဒီထဲမှာ okay သူနဲ့ပတ်သက်တဲ့ information ကတော့မပါဘူးတစ်ခုရှိတာကသူကဒီမှာဘာလေးပြောထားလဲဆိုတော့တဲ့ how these artists use technology artists တွေက technology ကိုဘယ်လိုသုံးလဲဆိုတာလေးနဲ့ပတ်သက်ပြီး okay to produce the portrait of Armand Malmy ဆိုပြီးတော့ဒီဟာလေးရဲ့အကြောင်းအရာ algorithm ကိုသုံးပြီးဒီသူတို့ဒီဟာ produce လုပ်ပါတယ်ဆိုတဲ့အကြောင်းအရာလေးပြောထားတယ် reference ဆိုတဲ့အကြောင်းအရာလေးကိုမပါလာဘူးဆိုတော့ဒီအကြောင်းအရာမပါတဲ့အတွက်ဒီ number 2 အတွက် answer မရှိပါဘူး okay ဆိုတော့နောက်တစ်ခုကကြတော့question 3 example no 4ကလည်း particular artwork create လုပ်ထားပါတယ်ဆိုတဲ့အကြောင်းအရာဒီမှာပြောထားတာမျိုးမရှိပါဘူးဒါဆိုရင် question number 8 to 10လေးကိုချင်းနဲ့ချက်လောက်ကြည့်ကြည့်ရအောင်ဆိုတော့ question number 8 to 10ကကြတော့တဲ့ okay so သူနဲ့ fit ဖြစ်တဲ့ information ကိုဒီ paragraph မပါဘူးဘာလို့လဲဆိုတော့လူနာမည်မပါဘူးလူနာမည်ပါပေမဲ့ like okay paragraph C ကို8 to 8 နဲ့ 9ပေါ့အဓိကအားဖြင့် okay develop algorithm used to make most of the recent AI art ကို make most of the recent AI art ကိုလုပ်ဖို့အတွက်ကို algorithm ကို develop လုပ်ပါဆိုတဲ့အကြောင်းအရာလည်းမတွေ့ရဘူး research the mind reaction to art ဆိုတဲ့အကြောင်းအရာလည်းကျွန်တော်မတွေ့ရအောင် so question number 8နဲ့ 9ကိုကြည့်ရတဲ့အခါမှာသူနဲ့ fit ဖြစ်တဲ့ information ကဒီ paragraph မှာမပါဘူးနောက်တစ်ခု question number 11 နဲ့ 12မှာဖြစ်တဲ့ generated adversarial network အကြောင်းအရာကလည်းဒီထဲမှာမပါဘူးဒါဆိုရင် teacher တွေကမလုပ်လိုက်ရမယ် skip လုပ်လိုက်ရမယ် and then now let's move on to the paragraph D and E လေးက short paragraph တွေနှစ်ပိုင်းလုံးတစ်ခါတူလေးချင်းကြည့်မယ်နော် yes so တော့ဒါကတော့ဒီနေ့ passage ရဲ့ final paragraph တွေပေါ့ so ဒါဆိုရင် screen လေးကို pause လုပ်မယ် paragraph D and E လေးကိုနားလည်အောင်သိချဖတ်မယ်ကျွန်တော်အခုလေ့ကျင့်နေတဲ့ reading strategy ကိုမမေ့လိုက်ပါနဲ့ reading the paragraph first and the question second passage ကိုအရင်ဖတ်မယ်ပြီးတော့မှ question ကိုသွားမယ် okay so video လေးကို pause လုပ်ပြီးတော့ paragraph D and E လေးကိုအရင်ဖတ်မယ်ပြီးတော့အခါမှာ question လေးကိုဖတ်မယ်ပြီး question လေးရဲ့ answer လေးကိုကျွန်တော် choose လုပ်ကြည့် okay ပြီးတော့ချင်းလေးသူဖြေလေးပြန်တိုင်းကြည့်ပါမယ် okay try ကြည့်အောင်နော် okay now let's check the answer ဖြေလေးတို့တိုက်ကြည့်ရအောင် paragraph D နဲ့ပတ်သက်တဲ့ information တွေက okay information တွေမေးထားတာက like question 2မှာဆိုရင် a reference to an unintended outcome a reference to an unintended outcome ဆိုပြီးတော့ဒီအကြောင်းအရာကိုပြောထားတယ်ဆိုတော့ဒီဟာက paragraph D မှာတော့ paragraph D မှာဒါ question နဲ့ပတ်သက်တဲ့ information တွေကျွန်တော်မတွေ့ရအောင်ဒါပေမဲ့ paragraph E မှာသူစပြောထားတယ် what is it paragraph E ရဲ့ first line မှာသူပြောထားပါတယ် the generative algorithm can produce images that surprise even the artist presiding over the process ဆိုပြီးသူပြောထားတဲ့ sentence လေးကိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်သူကဒီ reference to an unintended outcome ဘယ်လိုလဲနိုင် outcome တစ်ခုကိုထွက်လာတယ်ဆိုတဲ့အကြောင်းအရာမျိုးပြောထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကောင်ဒီ paragraph E မှာပါတာဖြစ်တဲ့အတွက်ကျွန်တော် number 2 answer ဒီ paragraph E is the correct answer ဖြစ်ပါလိမ့်မယ် and another one က example of factors that create impressive art impressive art တွေကိုထုတ်လုပ်ပေးတဲ့ဒီ example of factors တွေတဲ့အဲအကြောင်းအရာလေးကိုကျွန်တော်ပြောထားလဲဆိုတော့ there you go so there you go he found that
that he found that novelty, surprise, complexity, ambiguity, and eccentricity tend to be the most powerful stimuli in the work of art. So, question 8 အတွက်ကြတော့ so question 8အတွက်မဟုတ်ဘူးเนาะဒီကောင် question number 3အတွက်ကြတော့ဒီမှာ example of factor that create impressive art နဲ့ပတ်သက်ပြီးတော့ဒီမှာပြပြထားလေးကိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ paragraph line ဒီ example နဲ့ပတ်သက်တဲ့ information တွေပေါ့ okay ဒါကိုတော့ဘာပြောထားလဲဆိုလို့ရှိရင် paragraph E မှာပြောတဲ့ချက်ကိုဘယ်သူမှတိတ်ချင်မလဲဆိုလို့ရှိရင် the answer will be in the paragraph E ဆို E column မှာတစ်ချလိုက်အောင်ပဲဖြစ်ပါတယ်ဒါဆို cherry ဒီ paragraph A B C D E အတွက်ကို question number 1 to 7 is finished ပြီးတော့ပြီဖြစ်ပါတယ်ဆိုတော့ question number 8 to 12လေးကိုကျွန်တော်တို့ကြည့်ရအောင်နော် so question number 8 ဆိုတော့ question number 8အတွက်မှာကြတော့သူက paragraph D လေးမှာချက်ဘာလေးကိုတွေ့ထားလဲဆိုလို့ရှိရင်Iron Goodfellow ဆိုလူရဲ့နာမည်ချက်ကိုတွေ့ထားပါတယ်ဒီမှာ Iron Goodfellow ဆိုပြီးဒီနာမည်တွေ့ထားပါတယ်ဆိုတော့အဲ့နာမည်ရှာတွေ့လို့ information ကိုဖတ်ကြည့်ရတဲ့အခါမှာတော့ဒီနားလေးမှာပြောထားပါတယ် most of the AI artwork that have emerged over the past few years have used a class of algorithm called generative adversarial network first introduced by computer scientist and Iron Goodfellow in 2004ဆိုပြီးသူပြောထားလေးကိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒါဆိုလို့ရှိရင်သူက question 8ရဲ့ information အတွက်ဒီdevelop algorithm ကို develop လုပ်လိုက်တယ်ပြီးတော့အခါမှာ recent AI art ကိုအသုံးပြုပြီးတော့ okay algorithm ကို develop လုပ်တယ်ဆိုတဲ့အကြောင်းအရာကဘယ်သူကလုပ်တာလဲဆိုရင် Iron Goodfellow ကလုပ်တာဖြစ်တဲ့အတွက်ခြေတို့ဒီ Iron Goodfellow က B ဆိုတော့ question number 8အတွက်ကို column B မှာတစ်ချစ်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုက question number 9အတွက်အဖြေကကြတော့ paragraph E ထဲမှာချက်ဘယ်သူကိုတွေ့လိုက်လဲဆိုတော့တဲ့ Daniel Berlin ဆိုတဲ့လူကိုတွေ့လိုက်ပါတယ် psychologist Daniel Berlin ကိုတွေ့လိုက်ပါတယ်ဆိုတော့သူရဲ့ဒီအကြောင်းအရာမှာဘာလေးပြောထားလဲဆိုရင် psychologist Daniel Berlin has studied the psychology of aesthetics for several decades ဆိုပြီးပြောထားတာလေးတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်သူကလေနောက်တစ်ခုသူပြောတာဘာတွေတွေ့ထားလဲဆိုရင် he found the novelty surprises, complexity, ambiguity, eccentricity tend to the most powerful stimuli in the work of art ဆိုပြီးသူပြောထားတယ်ကိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီအကြောင်းအရာမှာဆိုလို့ရှိရင်သူကလေ okay ဆိုတော့ဒီအကြောင်းဒီ according to this answer ပေါ့နော်ဒီ answer ကြောင့်မလို့ research the mind's reaction to art ဒီ question အတွက် answer ဒီဘယ်သူဖြစ်နေလဲဆိုရင် Daniel E. Berlin ဆိုတဲ့လူကြီးဖြစ်နေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Daniel E. Berlin ရဲ့ column က column D ဒါဆိုကျွန်တော်တို့ဒီမှာ tick လာချင်မယ် question 9အတွက် answer ဒီ D ဖြစ်ပါမယ်အဲ့တော့ D မှာ tick လာချင်အောင်ဖြစ်ပါမယ် okay ဆိုတော့ဒါဆိုရင် finally question number 11 and 12ကိုဖြေလို့ရမယ့်အချိန်ကြာရောက်လာပါပြီဒါပေမဲ့ကျွန်တော်တခုသတိထားမှာသူဒီကျွန်တော်ကို word control လေးလုပ်ထားပါတယ် what is that no more than 2 word ကျွန်တော်ဘယ်လိုပဲဖြေချင်းစလုံးဘယ်လောက်ထပ်ပို့လို့မရပါဘူးနှလုံးထပ်ပို့လို့မရပါဘူးအဲ့ဒါလေးကိုကျွန်တော်သတိထားမှာဖြစ်ပါတယ် yes ဒါဆိုလို့ရှိရင်ကျွန်တော်ဖြေလေးကျွန်တော်ကြည့်ကြည့်အောင်နော်ဆိုတော့ question number 11တော့ကတော့ဗာလေးမိထားလဲဆိုရင် in generative adversarial network one algorithm has to create images and the other has to blend them ဆိုပြီးသူပြောထားတာလေးတွေ့ရမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီ adversarial network နဲ့ပတ်သက်တဲ့အကြောင်းအရာက generative adversarial network နဲ့ပတ်သက်တာ paragraph D မှာကျုပ်တွေ့ထားတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာသူကဘာလေးပြောထားလဲဆိုတော့သူ့မှာကtwo side of them ရှိရလို့ပြောထားတယ်ဒီမှာက one algorithm has to create image and the other has to blend them အဲ့တော့ one က create လုပ်မယ် another one ကဘာလုပ်မလဲဆိုတဲ့ဟာလေးကိုသူဒီမှာပြောထားပါတယ် one generate random images the other has to be taught via the input how to judge this image and dim which best align with the input ဆိုပြီးသူပြောထားတာဖြစ်ပါတယ်အဲ့ဒီတော့ဒီမှာသူပြောထားတဲ့ဒီမှာ one က create image လုပ်ပါမယ်လို့သူကပြောထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ okay ဆိုတော့ one က create လုပ်မယ်ဆိုရင် the other ကဘာလုပ်ကြမယ်ဆိုရင်ဒီထဲမှာ vocab တွေကိုလိုက်ကြည့်ကြည့်တဲ့အခါမှာ random image the other has been taught via input has been image and dim best align with the input ဆိုဒီထဲမှာ another word in it ကိုကြည့်လို့ရတဲ့ဟာဒီ one က create image လုပ်မယ်ဆို the other ဒီဘာလုပ်ကြမှာလဲ judge လုပ်ကြမှာဖြစ်ပါတယ် so the correct answer is that judge
JUDGE judge က correct answer ဖြစ်ပါတယ် line question number 12 အတွက်ကတော့ကျေဝ algorithm train on portrait so ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျေဝ paragraph မှာတွေ့မှာလဲဆိုရင် paragraph E မှာသူကပမာလေးမှာရှိတယ်ဆိုလို့ရှိရင်တဲ့the general sorry wait a minute for instance yes there you go a generated adversarial network being fat portrait could end up producing a series of default face ဆိုပြီးကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒီဘက်မှာပေးထားတာက algorithm trained on portrait could create a set of ဘာတွေကိုထပ်ပြီး create လုပ်လို့ရတယ် create လုပ်တဲ့ produce လုပ်တဲ့ဘာတွေကို produce လုပ်လို့ရတယ် a series of deformed faces ဒါပေမဲ့ဒီမှာ series of တဲ့ synonym ကို a set of လို့ပြောထားတာဖြစ်တဲ့အတွက်ကျွန်တော်သုံးရမယ့် words ဒီ deformed faces DEFORMED deformed FACES faces deformed faces ဆိုပြီးရေးပြရမှာဖြစ်ပါတယ် Okay ကဲဒါဆိုလေးရင်အဖြေမှန်ကြပါရဲ့လား Okay so အဖြေလေးမှန်ကြပါရဲ့လားအခု sharing လုပ်ပေးလိုက်တဲ့ super strategy က useful ဖြစ်ပါရဲ့လား Okay ဒါဆိုရင် tutorial lesson လေးကို recap လေးပြန်လုပ်ပေးပါရစေ reading test ပြင်မယ်ဆိုလို့ရှိရင် look at the type of question first မေးခွန်းပုံစံကိုအရင်ကြည့်ပါဒီအခုပြောလိုက်တဲ့ဒီ super strategy ကအဓိကအားဖြင့်ကိုက information တွေအများကြီးနဲ့ဒီလောက်ကားတဲ့အခါမျိုးဒါမှမဟုတ်ရင် matching heading လောက်ကားတဲ့အခါမျိုးမှာအလုံးအသုံးဝင်မှာဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ decide on your strategy so before you start reading make sure you decide on your strategy so စာမဖတ်ခင်မှာကိုကဘယ်လို strategy သုံးပြီးဖတ်မှာလဲဆိုအောင်ဆုံးဖြတ်ပါအကယ်၍များကိုက reading paragraph by paragraph စာပိုက်တစ်ပိုက်ချင်းဖတ်မယ်ဆိုလို့ရှိရင် aim to read the task once ဆိုလိုချင်တာက task passage ကြီးကိုတစ်ခေါက်ဖတ်မယ် question ကိုထပ်ကဖတ်ပါအဲ့လိုမျိုးလုပ်နိုင်အောင်သတိပြုပေးပါ so ဒီ strategy ကအချိန်ကြာတယ်လို့ထင်ရပေမဲ့သင်တန်းသူတွေအတွက်တကယ်ကိုeffective ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်မို့လို့တစ်ခုသတိထားမှာချက်အမြဲသတိပေးချင်တာက read the task once passage ကိုတစ်ခေါက်ပဲဖတ်ပါ read the question question ကိုတက်နိုင်သမျှများဖတ်ပါပေါ့နော်ဒါပေမဲ့အကယ်၍များခါကြလို့ရှိရင် passage ကြီးကိုထပ်ကဖတ်တဲ့အခါမှာကိုကမေးခွန်းကိုထပ်ကဖတ်လိုက် question ကိုထပ်ကဖတ်လိုက်လောက်တဲ့အခါမှာဘာဖြစ်လာလဲဆိုရင်ဖြေဆိုချိန်လောက်မှာမဟုတ်တာကိုသတိပြုပါဒါကြောင့်မို့လို့ချက်က finally what I would like to remind you is that read the task once and read the question repetitively ဆိုတော့ဒါလောက်လေးဆိုလို့ရှိရင်เนาะဒီ super strategy နဲ့ reading for super strategy နဲ့ပတ်သက်ပြီးတော့အဆင်ပြေမယ်လို့ပြောနေပါတယ်အားလုံး have a good day ပါရှင်